စီးပွားရေးနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောတာရှိတယ်လေတမ္ပရာတရား၄ပါးတဲ့ကိုယ်တဏ္ဍမှာဒါတွေပြည့်စုံရင်ဒီဘဝမှာကြီးပွားတယ်လို့ဆိုတာအဲ့တော့လက်တွေ့လှုပ်ဆောင်ကြည့်ပေါ့နံပါတ်1ကကိုဘာလှုပ်တယ်လဲကိုလှုပ်တဲ့အလုပ်ကိုကြိုးစားကိုလှုပ်တဲ့လုပ်ငန်းကိုပြောတာမြတ်စွာဘုရားဘယ်လှုပ်အဲ့တော့အလုပ်ဆိုတာဘယ်လှုပ်ပဲဖြစ်ဖြစ်ကြီးပွားတိုးတက်နိုင်တဲ့အလုပ်တွေကြီးပဲအတိုင်းအတာတစ်ခုအရာကြီးပွားတိုးတက်တာပေါ့အဲ့ဒါလို့ကြီးပွားတိုးတက်မဲ့လုပ်ငန်းမှန်တယ်ဗျဘယ်လှုပ်ပဲလှုပ်တဲ့ဥဋ္ဌာဏတံ္ပရာတက်ကြွဖြတ်လတ်လှုပ်ရမယ်လို့ဒီလိုဆိုတာဥပမာစိုက်ပျိုးရေးလှုပ်တယ်ဆိုရင်လေတက်ကြွလှုပ်ရအဲ့တက်ကြွလှုပ်တယ်ဆိုတာဘာနဲ့တက်ကြွတာတုံးလို့မေးရင်နံပါတ်1လုပ်ငန်းကျွမ်းကျင်ရမယ်နံပါတ်2ဤပညာနဲ့ပြည့်စုံရမယ်နံပါတ်3ကဇွဲကောင်းရမယ်ဒီလိုဆိုလို့လှုပ်တဲ့လှုပ်ထိုက်တာလှုပ်တာဥဋ္ဌာဏတံ္ပရာထိမ့်သိမ်းဆောက်ရှောက်တာအာရခတံအဲ့ဒီနီးမျိုးတွေကိုဘယ်သူကပေးတာတော့ဆိုမြတ်စွာဘုရားပေးတာပဲအဲ့ဒါကိုလည်းမြတ်စွာဘုရားကဥဋ္ဌာဏတံ္ပရာကြိုးစားရမယ်အာရခတံ္ပရာအလေလွင့်နဲ့အောင်ထိမ့်သိမ်းဆောက်ရှောက်နိုင်ရမယ်သမစီဝိတာဘတ်ဂျက်ပေါ့ဝင်ငွေနဲ့ထွက်ငွေမြတ်တအောင်သုံးစွဲတတ်ရမယ်ဝင်ငွေကနည်းနည်းသုံးတာကများနေလို့ရှိရင်လုံငွေတွေပြမှာပေါ့အဲ့ဒါလိုမဖြစ်ရအောင်မြတ်တသုံးစွဲတတ်ရမယ်ကလျာဏမိတ်တတာစီးပွားရေးနဲ့ပတ်သက်ပြီးအကြံကောင်းဉာဏ်ကောင်းအထောက်အကူပေးမဲ့မိတ်ကောင်းဆွေကောင်းကိုချင်းတရားနဲ့ပတ်သက်ပြီးတော့အကြံကောင်းဉာဏ်ကောင်းပုဂ္ဂိုလ်ကောင်းတွေနဲ့ပေါင်းသင်းဆက်ဆံရမယ်ဆိုရင်ဒီဘဝမှာအဲ့ဒီပုဂ္ဂိုလ်ကြီးပွားတယ်လို့မြတ်စွာဘုရားဟောတာဒါဒိဋ္ဌဓမ္မိကနဲ့မြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်ပဲပေါ့ဘုရားဘာသာဝင်သူတော်စင်တွေမြတ်စွာဘုရားရဲ့အဆုံးအမကိုသိပြီးလိုက်နာကျင့်သုံးကြမယ်ဆိုလို့ရှိရင်တော့အင်တမဒီလူချမ်းသာကြီးမဖြစ်တောင်ဆင်းရဲဒုက္ခမရောက်ဘူးကြွေးကင်းမယ်ချမ်းသာမယ်အေးလူနေနိုင်မယ်ဒီလိုဖြစ်လာပါဘောနော်